မင်္ဂလာပါရှင်မေလ9ရက်နေ့အတွက်မြန်မာနဲ့ထိုင်းနှစ်နိုင်ငံစလုံးကထူးခြားမိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ရှင်။နေ့ပြန်မေလ9ရက်နေ့မွန်းတည့်ချိန်အထိတနင်္သာရီတိုင်းမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာနေရအနှံ့အပြားရန်ကုန်တိုင်းအေရဝတီတိုင်းကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရစစ်စိတ်နေပြည်တော်ပဲခူးတိုင်းစကိုင်းတိုင်းကချင်ပြည်နယ်ကရင်နီကယားပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရကျကျနဲ့ကြံတိုင်းနယ်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပြီးရွာရန်ရာနှုန်း80ဖြစ်ပါတယ်။တနင်္သာရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းမကွေးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်နီကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်လျက်ရှိပြီးအဆိုပါမိုးတိမ်တောင်တွေရွေးရှားရနေရတခြားမှာမိုးရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာလျှက်စီးလက်တာနဲ့မိုးသီးကျွေတာစားတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့လိုအပ်ပါမယ်။မြမပင်လယ်ပြင်မှာတော့လှိုင်းအမြင့်က4ပေကနေ6ပေခန့်အထိရှိနိုင်ပါတယ်။နောက်2ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းကရင်နီကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျကနေနေရာစစ်စစ်မိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံအတွင်းကမုတ်တုံဝင်နိုင်တဲ့အခြေအနေတွေကိုတင်ဆက်ပေးပါမယ်။လာမယ့်မေလ14ရက်နေ့ကနေ18ရက်နေ့အတွင်းမှာအနောက်တောင်မုတ်တုံလေကမြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီတိုင်းကိုဝင်ရောက်လာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။လက်တလုံးမိုးရေချိန်ရရှိနိုင်တဲ့အခြေအနေတွေအနေနဲ့လာမယ့်9ရက်အတွင်းမှာကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာမိုးရေချိန်6လက်မကနေ14လက်မနီးပါးအထိရရှိနိုင်တာကြောင့်မိုးလွန်များနိုင်လို့ရေကြီးရေရှမ်းမှုတွေကိုသတိပြုဖို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာလည်းမိုးစိတ်လာမှဖြစ်ပြီး9ရက်အတွင်း6လက်မခန့်ရရှိနိုင်ပြီးအလဲပိုင်းမိုးနဲ့ရေရှားဒေသတွေမှာလည်းနောက်3ရက်အတွင်းမိုးရွာသွန်းမှုတွေရှိလာနိုင်တဲ့အတွက်မိုးကောင်းရေရှားမှုတန်းကနေသက်သာနိုင်တယ်လို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ဆက်လက်ပြီးထိုင်းနိုင်ငံဘက်ကအခြေအနေတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအထက်ပိုင်းမှာနေဘက်မှာပူပြင်းနေဦးမှာဖြစ်ပြီးမြောက်ပိုင်းဒေသမှာအမြင့်ဆုံးအပူချိန်39ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။ဒေသအလိုက်ခံမှန်းချက်တွေအနေနဲ့မြောက်ပိုင်းဒေသကချင်းမိုင်ချင်းရိုင်မဲအောင်ဆောင်နဲ့လန်ဖန်းအပါအဝင်ခရိုင်အတော်များများမှာမိုးသက်လေပြင်းကြတာမိုးသီးကျွေတာနဲ့နေရာကွက်ပြီးမိုးသက်ထန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ကမ်ချနာဘူရီအယုဒ္ဓယလောဘူရီနဲ့ဘန်ကောက်မြို့တို့မှာနေရာကွက်ကြားမိုးသက်လေပြင်းကျရောက်နိုင်ပါတယ်။ထောင်ပိုင်းဒေသကဖူခတ်ခရာဘီထရန်နစ်ဒူခိုင်တွေမှာလည်းမိုးသေးထန်စွာရွာသွန်းနိုင်ပါတယ်။ဒါကြောင့်မိုးတုံးလေစတင်ဝင်ရောက်ခါစားမှာဖြစ်ပေါ်လေရှိတဲ့မိုးတိမ်တောင်တွေကြောင့်မိုးကြိုးပစ်တာလေပြင်းတိုက်တာနဲ့မိုးသီးကျွေတဲ့အန်ဒီယာတွေကိုကြိုတင်သတိပြုနေထိုင်ကြဖို့လိုပါမယ်ရှင်။